ဘောတော်ဆက်ဆက်ကတော်ဦးတည်ရှိတဲ့ဒီကုန်းတော့ဒါကုလားမြတ်နာကကုလားမြတ်လို့ပြောအောင်ဆောင်းပြောအလုံးစုံတော်ကောင်းကောင်းတို့အား6ရက်တိုင်တိုင်ညာနဲ့ဆိုင်တော့တရားများကိုဟောကြားပြီးတော့ဒီနေ့ပေါင်းပွဲဘဝမှာအမှတ်တရဖြစ်စေဖို့ကံနဲ့ဆိုင်တဲ့တရားလေးတို့ကိုရွေးထုတ်ပြီးတော့ကျေးဇူးဆက်တဲ့အခါမှာမျက်ရည်မကျခင်သိသိချင်းပါဒီတရားတော်လောကမှာရအောင်ပါတော့မျက်ရည်ကျခင်မှာသိသိကြတာဒီသိသွားဖို့မသိပဲနဲ့အေးစတဲ့ကြပြီးတော့ဒုက္ခတွေအလိုက်လိုက်ဖြစ်သွားမှာဆိုတဲ့လို့တော့တရားကိုရွေးထုတ်ပါလေတရားတော်များဟောကြားပြီးဘုရားနဲ့ရှိခိုးပြီးနေတော့ကြောင်းမေတ္တာများခံယူပြီးတော့တရားဝဲစားရအောင်ဒီကရှိရတယ်ပဲတော်ကောင်းကတော့လည်းဆိုပြပါဘုရားများစွာဝိနည်းတာခံယူပါ၏ဘုရား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 သံဃာများစွာဝိနည်းတာခံယူပါ၏ဘုရားသံဃာများစွာဝိနည်းတာခံယူပါ၏ဘုရားမိဘနှပြဝိနည်းတာခံယူပါ၏ဘုရားမိဘနှပြဝိနည်းတာခံယူပါ၏ဘုရားဆရာများစွာဝိနည်းတာခံယူပါ၏ဘုရားဆရာများစွာဝိနည်းတာခံယူပါ၏ဘုရားတော်များစွာဝိနည်းတာခံယူပါ၏ဘုရားတော်များစွာဝိနည်းတာခံယူပါ၏ဘုရားယေနာဝိဟိယောမေကုပဒနောဘုရားသာသနေအရိကသေကရန္တလံသေကာဝပဒနာဒုက္ခံယောမေကုသာသနာဓမ္မဤမြောခြင်းရတော်နှင့်တကွာသူဤဒါယကလည်းဘောတော်အောင်တို့သည်မြေနာဝိဟာရိတ္တဝါပေါင်းချမ်းသာကြောင်းကိုနှလုံးမျိုးမွေမေတ္တာဖြင့်ဒီကနေ့ရှိကြပါမယ်ကုန်၏သာသနေဘုရားမြတ်သောသာသနာ၌ပဒံလေသတ္တကေဘုဒ္ဓညွညခဲ့ပါ၏သောဘိက္ခုသာသနာတော်ဓမ္မဤမြောခြင်းရတော်နှင့်တကွာသူဤဒါယကလည်းဘောတော်အောင်တို့သည်သာဓာတိနာမတရားဖြင့်လုံးစွာပြောဝိတ္တရင်းရဆုံးသောအာလုံးသောတော်ပေါင်းတို့အားဒုက္ခိပြုပြတဲ့ဗျာမတ္တဘာသဖြင့်လုံးစွာအေးတနိဗ္ဗာန်ကိုသောချမ်းသာတဲ့ကိုလဘတိကောင်းသောမြတ်တွေရရှိနိုင်ပါပေတော့တည်းယထာယထိုသူကြီးပွားအကျိုးများ၏ထိုကြောင့်ပါကြီးပွားခြင်းအကျိုးမြတ်တာခံယူပါဘဝတစ်ခုမှာကြီးပွားတိုးတဲ့ချမ်းသာတဲ့ပုဂ္ဂိုလ်ဟာကံတိုင်းမှာဆင်ပြေဖို့အတွက်ဘုရားဘုရားတရားနာကမိဘနဲ့ဖျားဆရာသမားများနဲ့သူတော်ကောင်းတို့ရဲ့မေတ္တာကိုခံယူရဆိုတာအဲ့ဒီပုဂ္ဂိုလ်အတွက်ဘဝဒီဘဝတို့တဲ့အကြောင်းပဲဖြစ်ပါလေဒီတော့ရောက်ခဲ့တဲ့လူကိုရောက်ခဲ့လာတဲ့လူကိုညာလာတဲ့လူဘဝလေးမှာမြတ်စွာဘုရားကဘုရားမြတ်စွာသာသနာ့ကြုံတဲ့ခိုက်တဲ့နေမှာသူတော်ကောင်းကြီးဖြစ်အောင်လုပ်ကြပါဖြစ်အောင်လုပ်ကြတော့သူတော်ကောင်းကြီးများများဖြစ်အောင်လုပ်ကြတက်တန်းနေရတိုးတယ်ဘာ
ဘာတွေလို့လဲယောဝေကတိယုကတဝရိမေရောကလျာဏမေရောဓလာပတိဟောတိဒုက္ခိတသာတရေသရောလေတံသဗ္ဗရိသံဝရန္တိဒေကဝေငါယိရှတယများတို့ယောဇေဘုဂုတိကတိယုကိုယ်ပေါ်မှာခြေသူတရားရှိတဲ့ခြေသူတရားကိုသိတတ်ပါပေ၏ကတဝေသိတဲ့အတိုင်းနဲ့ပြသပါပေ၏ဒုက္ခိတသာကိုရှိမှဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကိုတက္ကေသယောယောတိတိကရောတိအမှုကိစ္စဝါဝနဲ့ပြုတတ်ပါပေ၏ဒါဤကဲ့သို့ပြုခြင်းတဲ့ပုဂ္ဂိုလ်ကိုသာဝရိသောသူတော်ဝေဝရမီကောင်းသောမသွေဝါကြတော်မူခဲ့ပါပေသတည်းသူတော်ကောင်းမှုနဲ့တော်မဲ့အလုံးလေးကသူကျေးဇူးကိုသိရမယ်။ဘာလို့သိရမလဲ။ကျေးဇူးသိရပါမယ်ဗျာ။သိတဲ့အတိုင်းပြန်လဲပြီးတော့ကျေးဇူးဆက်ရတယ်တခြားလားသူတော်ကောင်းလားတယ်လား။တော်ပါဗျာ။သူတော်ကောင်းဖြစ်ချင်တယ်ဆိုရင်လို့ဘယ်လိုနှလုံးသွင်းရှိတယ်သူကျေးဇူးကိုသိရတယ်။သူကျေးဇူးကိုဆက်ရပါမယ်ဗျာ။အဲ့တော့လောကမှာငါဘဝအခုလိုရက်တည်မှုတွေဟာဘယ်သူကျေးဇူးတွေလဲဘယ်ဝကျေးဇူးတွေလဲလို့ရှားဖွေကြည့်တဲ့အခါမှာလောကမှာကျေးဇူးအကြီးဆုံးရာသည်အမေနဲ့အဖေသူနဲ့သူတို့အမေနဲ့အဖေပါဗျာ။ဘာကြောင့်လဲအလုံးစုံသူတော်ကောင်းတို့ဘောနမတို့ဆွေမျိုးတွေကိုဘုရားကမွေးတာလားအမေကမွေးတာလားဘုရားမွေးတာပါဗျာ။ဘုရားကတွေ့ရလားအဖေကတွေ့ရလားအဖေကတွေ့ရပါဗျာ။ဒါကြောင့်ကျေးဇူးအရာနဲ့နိုင်ရင်တဲ့မိဘတစ်ပါးကပို့ပြီးတော့ကျေးဇူးများတယ်ဟုတ်ကဲ့နော်ကဲလိုက်ဆိုလိုက်ရဲ့ရည်မကြခင်သိစေခြင်းတို့အမေကကျေးဇူးရှင်ရဲ့ရည်မကြခင်သိစေခြင်းတို့အဖေကကျေးဇူးရှင်ရဲ့ရည်မကြခင်သိစေခြင်းတို့အမေကကျေးဇူးရှင်ရဲ့ရည်မကြခင်သိစေခြင်းတို့အဖေကကျေးဇူးရှင်ဘဂမှာကျေးဇူးရှင်သည်အမေနဲ့အဖေသူတို့လည်းသူတို့အဲ့လိုကျေးဇူးရှင်ကိုကျေးဇူးရှင်မှမသိတဲ့အခါကျရင်ကျေးဇူးတတ်တယ်ဘာလို့လဲတော့ကျေးဇူးတတ်ပါလေဗျာကျေးဇူးပြီဆိုတဲ့ကမှာထော်လောကနာမေတ္တာလည်းနာမတော်အဖေတကားလည်းနာမတော်ခင်ဗျားတကွန်ကြော်တကွန်နဲ့ပြန်လဲပြီးတော့ခံပတ်နေတာဒီတော်ကျေးဇူးရှင်ကိုကျေးဇူးရှင်မှမသိလို့ဟုတ်လားနော်ဘာလို့ရှိရှိမရှိရှိဘာလို့သိသိမသိသိကျေးဇူးရှင်ကိုတော့ကျေးဇူးရှင်မှသိတဲ့လေဟုတ်နော်ကျေးဇူးရှင်ကိုကျေးဇူးရှင်မှသိရင်အဲ့ဒါလူသိသိတာဘာသိသိတော့လူသိသိတာပါဗျာလိမ့်စာနေကျေးဇူးရှင်ကိုကျေးဇူးရှင်မှမသိဘူးဟုတ်နော်လိမ့်စာနေမှာလူအသိမရှိဘူးဘာသိမရှိတော့လူအသိမရှိပါဘူးဗျာလိမ့်စာနေမှာတဲ့ကျေးဇူးဆက်ခြင်းဆိုတဲ့လူအကျင့်လည်းမရှိဘူးရှိသလားရှိပါဘူးဗျာကျေးဇူးလည်းသိတယ်ကျေးဇူးလည်းဆက်တယ်ဆိုတဲ့တခါကြီးဓမ္မကြီးတူတူမဟာအဲ့ဒီကလေးဒီအဲ့ဒီကောင်လေးအဲ့ဒီဓမ္မလေးဟာအဲ့ဒီကောင်လေးဟာလူသိသိပြီးတော့လူချင်းကျက်တဲ့ပုဂ္ဂိုလ်ဟာလားနော်မှန်ပါဗျာဒီလေးနဲ့ကာလရွှေညောင်းအတလေး73 74 15လောက်ရောက်ရင်ဦးစိမ္မာလေးကိုဝင်ကျေးဇူးရှင်ကိုကျေးဇူးရှင်မှမသိပြန်လေပြီးတော့ယေတုပနာစိတ်ဆင်းရအောင်လုပ်တဲ့လောကအားဖြင့်တဖြည်းဖြည်းနဲ့နဲလာလားများလာလားများပါပါဗျာအဲ့လိုများပြီးတော့မိဘစကားနားမထောင်ရတဲ့ရွာထဲမှာတားတော်နဲ့တို့လိုတွဲလဲနောင်တရလို့အိမ်ပြန်တဲ့အခါအိမ်တကားပေါ်မှာစီးကြုံမဲ့အမေဆိုတာတခြားလားခန္ဓာ၅ပါးလားခန္ဓာ၅ပါးပါဗျာရှိခြင်းပါရှိပါ
အဖေကိုပြန်ကြီးတော့လည်းခြားတာခန္ဓာပါလားရှိချင်ပါရှိတော့ပါဒါကြောင့်မြန်မာသုံးစကားလုံးမှာသစ်ပင်ကငြိမ်းငြိမ်းပဲလို့တဲ့လေတိုက်ရင်လောက်ရတယ်ဘာတိုက်ရင်လောက်ရတော့လေတိုက်ရင်လောက်ပါဗျာကျွန်တော်မလီဗျာကျွန်မပါတယ်ဗျာဇာတိယပဲမိခင်မခင်ကျေးဇူးရှင်ရဲ့ချင်းမှာဝတ်ဆန်းပြီးတော့တောင်းပန်နေမယ်လို့တော်လို့မိဘကမရှိတော့ဘူးဆိုတဲ့အခါတောင်းပန်လို့ရအောင်မလားမရပါဘူးဗျာဒါကြောင့်မားမှာဆိုလို့နေရင်ကြတယ်သိသိချင်တာတဲ့ဟုတ်ပြီနော်ဒီတရားလေးကနေရွယ်တဲ့သူတို့မလေးတွေပေါ်ဖို့ကောင်းတာပေါ့ဟုတ်လားနော်ဒါပေမဲ့လို့အားလုံးသောနေလို့ပြီးတော့ကောင်းလို့ကတစ်စက်တကားတစ်စက်နားကြားပြီးတော့ဒီဆုံးမလေးကိုလက်ဆက်ကပ်သွားမယ်ဆိုရင်တဲ့လူငယ်တို့ရဲ့နားဒီတရားလေးကိုပောက်သွားရင်အဲ့ဒါဦးဇင်းတို့လာရောက်ဟောယူနတ်ပါလေတဲ့ဟုတ်ပြီနော်မှန်ပါဗျာဒါကြောင့်ဘယ်လိုလဲကျေးဇူးရှိတော်သူတော်ကောင်းတို့စပြီးတော့ကြည်ရအောင်ဒါရကတာသုတိကတာကလေးကရာအာရောဂံပရိပုံနာပစ္စံကံပုဒ္ဒံပါတိတာမိဣတိမာတာပေရောပိဒါစိတ္တဥပ္ပစ္စတိဒါရကတာပရိသူငလေးဤကိုသီလကလေးကိုဝမ်းထဲမှာရောက်စင်ကာလပမာဏတို့ကကိုဝမ်းထဲမှာတာယနာသမီးနာကိန်းလုံးနေပြီလို့သိတဲ့ကာလအချိန်မှစ၍ကရာဘယ်နေ့ပဲချိန်ပဲကမှအာရောဂနာကင်းတော်အာရောဂနာကင်းတော်ပရိပုံနာပစ္စံခြေလက်ရကပြည့်စုံတဲ့ဥဒ္ဒံသားလေးကိုဒီကရာသမီးလေးကိုအာငါသည်ပဋိဒါမိမြင်တွေ့ရပါဣတိသို့မာတာပေရောမိခင်မခင်ကျေးဇူးရှင်တို့သည်မေတ္တာစိတ်ဓာတ်မေတ္တာနဲ့ရှင်သောစိတ်သည်ဥပ္ပစ္စတိကောင်းစွာဖြစ်ပါရဟု၍သာရမောတရားချစ်ခင်စိတ်ကောင်းဝင်သိသူတော်တွေပေါင်းတို့သည်တတ္တဗာကောင်းသောမသွေပတ္တာတိုက်ပါပေတော်တည်းဘာကြောင့်ကျေးဇူးရှင်လို့ပြောတာလဲဆိုတဲ့အခါမိခင်ဝါနဲ့မှာတာနေသားလေး၆တယ်ဆိုတော့တိလိုက်တဲ့အချိန်အမေကတိတဲ့အချိန်ဖေကတိတဲ့အချိန်အဲ့ဒီအချိန်ကြမှာမိခင်ကဖခင်ကဟောငါသားလေးကိုတဲ့အခါသမီးလေးကိုတဲ့အခါသားလေးပဲမဟုတ်သမီးလေးကိုပြီးအနာယောဂကင်ပါသည်ဘာလို့အနာယောဂကင်ပါသည်ဒါသာပါဘူးတဲ့အမေလိုက်သိရဲ့သာပါဘူးတဲ့ဖခင်တိုင်းသိတယ်ဟုတ်လားနော်ကိုသားလေးကိုတဲ့အခါကျမ်းမာရေးမကောင်းပါလေလို့ကိုလိုလိုလေးဖြစ်ပါလေလို့စိုးရိမ်တယ်ဒါရမသိပါဘူးမသိရမသိရှာဘူးဒီချိန်ကတော့စပြီးတော့တခြားဟာကမေတ္တာထားကြတာလားမေတ္တာထားကြတာပါဗျာငါသားလေးကိုတဲ့ခါကသမီးလေးကိုတဲ့အခါခြေလက်အင်္ဂါပြည့်စုံပါလို့တရားရှင်းတောင်းလက်စေကြောင်းနဲ့ရှိခိုးဥတည်ပြီးတော့ဘုရားဓမ္မဆုတော်ကြတာလေကိုယ်ဘုံလို့လားချစ်လို့လားချစ်လို့ပါဗျာဒါဆိုတော့တို့တွေကိုယ်အမြင်ငယ်နဲ့မဝေးငယ်နဲ့တခြားပြီးတော့မေတ္တာပြီးကြလားမေတ္တာပြီးကြပါဗျာကျေးဇူးသေးတဲ့တော်လားကျေးဇူးရှိတဲ့တော်လားကျေးဇူးရှိတဲ့တော်ပါဗျာကျေးဇူးသေးတဲ့မြတ်စွာဘုရားရှင်ကိုယ်တော်ကြီးဘယ်တော့ကျေးဇူးပြရတယ်လို့လေမာတာပိတုဘုံတော်အနန္တောဘာလဲတော့မာတာပိတုဘုံတော်အနန္တောပါဗျာအတိုင်းစာမရှိအတိုင်းအတာမရှိမြင်းဘုံတောင်ထက်မြင့်တယ်ဘယ်တော့လဲမြင့်တယ်မြင်းဘုံတောင်ထက်မြင့်ပါဗျာဒါပေမဲ့ဒီလိုပြည်သူတော်သေးသေးလေးတာကြီးလားကြီးပါဗျာအဲ့တော့အကြီးကြီးကိုမမြင်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာအာမနာပြောတယ်နော်မှန်ပါဗျာကြောင်တော်ကန်းနေတာပြောပါတော့ကြောင်တော်ကန်းနေတာပါဗျာတခါတချို့စကားလေးတွေကအဲ့လိုကိုတဲ့ကိုဟောလိုက်မှာနားလည်းဝင်သွားချုပ်ပုဂ္ဂိုလ်ကလေချော့မော်ပြောနေမရဘူးလူနာစိတ်တိုက်တယ်လို့ပဲချော့မော်တိုက်မရဘူးတစ်ခေါက်ပဲပါးစပ်ဖြစ်ပြီးအလောက်ထဲမှာအဲ့လိုပဲတခါမှဦးဇင်းတရားဟောရင်တဲ့မိဘနဲ့ပတ်သက်ပြီးဟောတဲ့ကခန္ဓာတက်ကအပြည့်ပါတော့တခါကလုံးလေးကြိုက်သွားတယ်သိခံပြီပါနားလည်းပါနော်ဒါဆိုဒီမှာလည်းကျေးဇူးတင်တဲ့တော်တော်လည်းလည်းအများကြီးလားအများကြီးပါဗျာအဲ့တော့များတော့ကြီးတဲ့ကျေးဇူးတရားတွေကိုမသိရင်တဲ့တော်ကောင်းတို့ဦးစင်းမသိရင်ဦးစင်းတွေခြားလားကြောင်တော်ကလားကြောင်တော်ကပါဗျာ
Gái đi mà đi là gái đi cha cho nó mà là. Làm ai đi mà đi là máy đi bà đi. Cho nó gái đi mà chết gì nè. Không được nó. Đó là ông kia mà nhất là họ xe lấy là họ bà đi này. Chả cũng mà nên mà dễ bị cũng nên mà đi cũng rồi. Ai vô rồi nhà vô bà chết đi ra. Trong lòng cái gì à? Không được nó. Karaka Buddhika Kali Kara Aroga Pribona Pensinga Bodham Padetami Iti Madavilo Pekasika Upesadi Ekaway Aishita Yamyalu Ekaway Vidari Vadrogam Yalu Karaka Tadungale Kusitula Kali One Mayo Pilotire Tika Sabino Kara Veni Veka Vekamyam Bekali mama aroga nakindo paripona bisengan chile ina biru no podhan dale gurina dile ko angadi pati dami nyaba awege nga sa bi do ko metta datti pi akhe bule jesu shin ba shin ne do jesu shin ba bya jesu mate ne no Jesu Dela Jesu Shela Jesu Shela Loka Ma Sozo Ma Jesu Shela Jesu Shela Matiga Sozo Meဟုတ်ပြီနော်ကျေးဇူးရှင်ကျေးဇူးရှင်မသိတဲ့လားဆိုတော့မိုက်တွင်းနေညက်ခဲ့တာလေတဲ့သိလို့လားမသိလို့လားမသိလို့ပါဗျာဒါလည်းကတ္တတေနာကလေးမေကုလိတံသောမဂ္ဂတိတံသောဒုက္ခတိယယပိလကံဒါရကတံရောရတိတံတတ္တသုတဝါမာတာပိရောကာရုညစကြဥပ္ပဇတိဒါရကတံပိတ္တရေတယနာကာလေဣသောကာလသမယနာယဥကာယိဉာတိတောဥကာယိမတ္တုဝိဉာတိတောကကတိပိမေကုလိဇဝရတိဉာတိတောကတတိမဂတိခြေတို့သည်ဒါတိတောကကတိပိဒုက္ခတရားယအိယာ၌မကျေနပ်သည်ဖြစ်၍ဒါရကတံကလေးသူငယ်လေးသည်ရောဒတိငိုတဲ့တန်လေးကိုသုတ္တဝါချတဲ့ကာလသမယမှာမာတာဒီရောမိနေပါတဲ့ကျေးဇူးရှင်ရဲ့ပုံမှာကာရုဏာစိတ်နဲ့အတ္တလေးပါဖြစ်ပါလိမ့်ပါမိလေးပါဖြစ်ပါလိမ့်ဆိုတဲ့စိုးရိမ်တဲ့ကရုဏာစိတ်တို့သည်ဥပ္ပဇ္ဇတိဖြစ်ပေါ်လာပါပြီတဲ့ဒီကရသမန်စာကလေးလေးတို့ကသိတာကလေးလေးရဲ့စူးစူးရွာရွာထမူလိုက်ပြီဆိုရင်တဲ့စာလက်သဓမဲတော်ပြစ်ချပြီးတော့တာသီသမီးကြီးသွားတဲ့မိဘတွေမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒီချိန်ကစပြီးတော့ဆောင်းလျှောက်သွားတာဟုတ်လားနော်အဲ့ဒီချိန်ကစပြီးတော့ဆောင်းလျှောက်ပါဒါလေးတဲ့ဦးဇင်းကတိတာလေးရှောက်ပြလို့မအောင်ပြပါနဲ့တဲ့တခြားလားသိအောင်ပြောနေတာလားသိအောင်ပြောနေတာကျိုးကမသိဘူးဗျဆရာတို့ဘုရားကဘုရားပြောကျွေးပါလားပြပါလားသူကဘုရားလို့လို့တဲ့အဲ့လိုပြောနေလောကမှာမရှိဘူးလားရှိပါတယ်ဗျာသိဆိုတာနားထဲမှာကြားတာပူလောင်လိုက်တာဟုတ်ပြီနော်မှန်ပါဗျာတခါတခါသားလေးကမအိမ်နေတဲ့ခါသမီးလေးကမအိမ်နေတဲ့ခါညာကြီးအိုးအေးဆိုတဲ့နဲ့တော့အမေကလည်းဒီတခါချော့ဘူးပြီးတော့သိရတယ်ညာတယ်ရောမရှိဘူးလားရှိပါတယ်ဗျာရှိတယ်ကာရကတံတေနကလေးဥက္ကိုင်းဓာတိတော်မေကုလိဓာတိတော်မဂတိတံသောဒုက္ခတိယယပိတိတောကာရကတံရောရတိတံတတ္တသုတဝါမာတာပိရောကာရုဏာစိတ်ဉာဏ်ဥပ္ပဇ္ဇတိကလေးလေးကိုပြီးဆိုဒီကေပါကနေငါသားလေးများဘာဖြစ်ပါလဲငါသမီးလေးများဘာဖြစ်ပါလဲလို့အဲ့ဒါစိုးရိမ်စိတ်ကရုဏာစိတ်ကိုယုတ်ခေးပြီးတော့စားလက်စားထမဲတော့ပြစ်ချပြီးတော့တန်းကိုရဲ့အတန်သမီးကိုရဲ့အတန်ကိုကြားလိုက်ရရင်အဲ့ဒီမိဘဓမ္မဦးအသေးကိုဆွဲလာတဲ့တို့တဲ့ဒုက္ခဝေဒနာအပြင်းထန်ပြီးတော့ကရုဏာနဲ့ဆောင်းလျှောက်တယ်။ဘာနဲ့ဆောင်းလျှောက်လို့ကရုဏာနဲ့ဆောင်းလျှောက်တယ်။ကျေးဇူးသေးတဲ့ဘောလားကျေးဇူးကြီးတဲ့ဘောလားကျေးဇူးကြီးတဲ့ဘောလား။ဒါဆိုရအောင်
မျက်ရည်မကျခင်သိစေခြင်းတို့ဒီကကျေးဇူးရှင်မျက်ရည်မကျခင်သိစေခြင်းတို့အဖေကကျေးဇူးရှင်ဟောအမေကအိမ်မတေးတပုတ်ပုတ်နဲ့ရောလိုက်ဖလိုက်နဲ့ဖခင်ခင်ဗျာယုံသွားအလုံးသွားအထက်လူကြီးကငေါ့ဒါတွေကိုတဲ့အောက်ဤတိခံပြီးတော့ငါသမီးလေးရှိတယ်ငါသားလေးရှိတယ်လို့အထက်လူကြီးဘလောက်ပဲစူးစူးဘလောက်ပဲငေါ့ငေါ့တတိယဘလောက်ပဲမန်ဘလောက်ပဲမဲမဲအန်ကြီးပြီးတော့မျက်ရည်သက်ကိုပုံဖိပြီးတော့ကျွေးခဲ့တဲ့အဖေဒီလောကမှာမရှိဘူးလားရှိပါတယ်ဗျာကျေးဇူးကြီးတယ်နော်မှန်ပါပါဗျာမာကြီးတော့ကျေးဇူးကြီးပါတယ်ကျေးဇူးကြီးတယ်လူဆိုတာကလေတစ်ခါတစ်ခါဦးဇင်းဉာဏ်ပြောတယ်ရှိရင်တန်ဖိုးမထားဘူးလို့ရှိရင်တန်ဖိုးမထားပါဘူးဗျာရေများတဲ့ပုဂ္ဂိုလ်ရေဘူးတန်ဖိုးထားမှသိလားသိပါဘူးဗျာရှိနေတော့တန်ဖိုးမထားဘူးဟုတ်ပြီနော်ပိုက်ဆံရှိတဲ့ပုဂ္ဂိုလ်ကလည်းပိုက်ဆံရှိလို့တော့အဲ့ဒီပိုက်ဆံကိုတန်ဖိုးထားမှသိလားသိပါဘူးဗျာမသိဘူးဟုတ်ပြီပိုက်ဆံလည်းမရှိတော့တဲ့အခါကျမှငါ့ဘဝမိုက်တာကိုလို့နောင်တမရဘူးလားရပါတယ်ဗျာအဲ့ကဲပဲအမေရှိတဲ့ကမေကိုတန်ဖိုးထားမှမသိဘူးဖေရှိတဲ့ကမှာဖေကိုတန်ဖိုးထားမှမသိဘူးဩရာလေးငေါ့တာလေးတစ်ခါတစ်ခါပြန်ပြီးတော့ပတ်တာတွေလောကမှာမရှိဘူးလားရှိပါတယ်ဗျာနောက်ကြတော့အမေကမရှိတော့ဘူးအဖေကမရှိတော့ဘူးလည်းကမှာဩအမေများရှိရင်ငါအမေရှိတော့ကဘယ်လိုလဲဆုံးမလားအဖေရှိတော့ကဘယ်လိုလဲပြောခဲ့တာလို့မရှိတော့မှတတိယပြီးတော့တခြားသာမြည်ရတာလားမြည်ရပါဗျာအဲ့ဒါဥစဉ်စဉ်းစားတယ်ဩငါငယ်ငယ်ရနဲ့အဖေမရှိတဲ့ဘဝနေခဲ့ရတာအားငယ်တာသိကောင်းလာပဲလို့တချို့အဖေရှိတဲ့ပုဂ္ဂိုလ်တွေဝိသနေရေးလေးတွေကြောက်လာတရားမင်းနာလည်းမကောင်းဘူးဘာလို့လဲလို့ကိုပဲနဲ့ကားများလာဘယ်သူလို့မင်းကိုလားမင်းညီလားမင်းဦးလေးလားဘောပါဦးသေးလားဟာဒါနဲ့ကွာဘယ်သူကြတော့မင်းဖေပဲကြတော့ဟာလို့အဖေလို့ကားများလာဟုတ်တယ်ဦးသေးရတယ်ငါတကယ်ကြီးဟာမိုက်လိုက်တာဖေတော်ကကွာမင်းရဲရဲတဲ့တော့ဟိုပဲလေကွာမင်းဖေးမလည်းနိုင်တော့အဲ့ဒါနဲ့နိုင်တာဟုတ်ပြီနော်ကျေးဇူးသိလို့လားမသိလို့ပါဗျာအဲ့ဒါအေးမင်းပါလို့မင်းအဖေရှိရတော့လို့တန်ဖိုးထားမသိဘူးငါအဖေမရှိဘူးလို့အဲ့တော့ငါကလို့အဖေလို့ခေါ်တဲ့အရာလာမျိုးငါကြုံမှုလိုက်တာကွာလို့ငါတဲ့သားဆိုတော့အဖေလို့ခေါ်လားမခေါ်လားငါလည်းမသိဘူးကွာလို့မျက်စိမိတ်ပြီးတော့ပြန်ပြီးတော့အဖေကိုငါပေါ်ကြည့်တယ်ပေါ်မရဘူးငါတကယ်ကြီးဟာလို့မင်းဒီပြညာမိုက်ပါကွာလို့ဒီပြညာဆိုးပါအဖေနဲ့ပတ်သက်အမေနဲ့ပတ်သက်ပြီးတော့မင်းမမိုက်ပါနဲ့ကွာမင်းဒီကိစ္စနဲ့ဆိုတော့ကြောက်မလာနဲ့ဟေးလို့ပြန်တဲ့ကိစ္စနဲ့ဘာကိစ္စပဲလာရတာကွာမင်းကကုညီမဲ့သောင်းလျှောက်မယ်လို့အဲ့လိုချောမဟုတ်လို့ပြန်လွတ်လိုက်မှသူသဘောပေါက်ပြီးတော့ပြန်သွားတယ်တော့လူတော်များများကရှိရင်ပါလေတော့တန်ဖိုးထားဟုတ်ပြီနော်တန်ဖိုးထားမှာတခါတခါမှတော့ဆိုလို့ဆိုတော့ဟင်းလေးတစ်ခွက်ထမင်းလေးတက်တော့မှကျေးဇူးရှင်ကြီးကိုမတတ်ထားတဲ့ပုဂ္ဂိုလ်တွေလောကမှာမရှိဘူးလားရှိပါတယ်ဗျာတက်လို့ငတ်တက်တယ်ဟုတ်လားနော်ကဲကျေးဇူးခဏဆုံးပါပါလေလိုက်ဆိုကြည့်အောင်မိဘနှစ်ပြားမတတ်ထားကိုဝါငတ်မိဘမိဘနှစ်ပြားမတတ်ထားကိုဝါငတ်မိဘမိဘနှစ်ပြားမတတ်ထားကိုဝါငတ်မိဘတော့မှတ်ပြီးတော့တော်လို့ပြအောင်မိဘနှစ်ပြားကိုဝါငတ်မိဘမိဘနှစ်ပြားကို
တယ်ရှာလို့ဝေလို့ဘယ်လိုမရနိုင်ဘူးနော်ဒါသူရှာလို့ဘယ်လိုပဲကိုယ်လည်းဆိုတော့ဘုရားဆုံးတော့ဘုရားဆုံးတော့မကဲနေဘုန်းကြီးဆုံးတော့ရင်ဒီတော့ကောင်းလို့မိဘကိုတော့ကျွေးနိုင်ရမယ်ဒါပြောတာနော်ဒီလိုလူလူကဒီပြဿနာမရှိဘူးဒါပေမဲ့လို့ကိုမိဘကတော့တထောင်ကျိုးတာဒါကျိုးတာတော့အဲ့ဒါတော့ရှိတုံးလေးခြားလာတယ်ဟိုထားလားတခါတခါတော့လူငယ်သဘာဝပြန်ပြီးတော့ခွန်တုံးပြန်လာလေးမရှိဘူးလားရှိပါရဲ့ဗျာအဲ့လိုခွန်တုံးပြန်ရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ငရဲရောက်တယ်ဘယ်ရောက်တယ်တော့ငရဲရောက်ပါဗျာဆက်စွာပြန်ရတော့မနာလေးပဲနော်မိဘပြောရင်အန်တုခြင်းသိရင်ငရဲမှာမိဘပြောရင်အန်တုခြင်းသိရင်ငရဲမှာမိဘပြောရင်အန်တုခြင်းသိရင်ငရဲမှာမိဘပြောတာအန်တုပြီးတော့ခံပြီးတော့အန်တုပြန်ပြီးတော့လုပ်နေတယ်ဆိုရင်အဲ့ဒီကိုတို့တည်တဲ့ခါငရဲကြားရတယ်တည်တဲ့ခါငရဲကြားရတယ်အဲ့ဒီလိုဖြစ်ဆိုးတွေရောက်မှာဆိုလို့ယေရှုရှင်ကိုပြင်မာပြီးမှလို့ဒီတရားဟောပါတယ်ဟုတ်ပြီနော်လောဘနိယဝေယသမိန်ဒါရကတအာရဝိဘောဝိလောဟိတဝံယံဘုဒ္ဓကံဟောတော်သတ္တဝံမာတာပိလောအာမောရတိပမောရတိမုဒုကစိတ်ကံဥပ္ပိသတိလောဘနိယဝေယသမိန်ရှိခင်တရားကောင်းသောကာလ၌လောဘနိယဝေယသမိန်ပြုံးတဲ့ကြီးတဲ့စကားတွေဒီတရားပြောသောကာလ၌အာရဝိတဝဝိတဝိတဝဟိုဒီဒီပြေလောသောကသာနေတဲ့ကလေးတွေကိုမာတာပိလောမိခင်ပါရင်ပြည်သူရှင်တွေကအော်လောကဓမ္မကြီးတဲ့ကာလသမယမှာဒံပုဒ္ဒံအရိတာလေးကိုပမောရိဒံအမောရိဒံပမောရိဒံဒီဝိကြီးဝမ်းမြောက်ဝမ်းသာဖြစ်နေသောကြောင့်ဘုရားစိတ်တံမုဒိတာနှင့်သုသောစေတို့သည်ပုပ္ပဇ္ဇတိဖြစ်ပေါ်လာပါပြီ။တာလေးကသမီးလေးကတီးကြတာကြီးသားသားပြောပြီးဆိုရင်အဲ့လိုဝမ်းသာတဲ့ဟောတာလောကမှာမရှိဘူးတဲ့ရှိသလားမရှိပါဘူးဗျာမိခင်မလေးကျေးဇူးရှင်ဓမ္မကြီးတွေပြောပြတာဦးဇင်းကြားလို့ရှင်ပြားကြီးတဲ့သာသမီတယောက်ရှင်းပြဖို့ပါအမှန်တခက်တယ်တဲ့တပည့်တော်တို့ဝေခင်ရတယ်ဝေတဲ့ခါချမ်းချမ်းမမလေးဝေပါစေရှင်းတဲ့အင်္ဂါဆုံးပါသည်လို့တပည့်တော်မှာဆုတောင်းရတယ်ဝေယမောတဲ့ခါမှလည်းဝေယမောအောင်လို့လေးဘက်သွားတဲ့ခါမှလည်းလေးဘက်သွားမှဆိုလို့မြဲတဲ့မြဲတဲ့ဥပ္ပေမှုနဲ့ဆုတောင်းမှုတွေပြုရတယ်ဗျာတဲ့လေးဘက်သွားခြင်းလေးဘက်သွားမတ်တက်သွားခြင်းမတ်တက်သွားလို့စကားပြောရင်ရောက်ရင်လည်းစကားမပြောမှကိုပြောလို့ပူရတယ်ဗျာဦးဇင်းကမေးတယ်ဓမ္မကြီးဘယ်ချိန်ကြီးတော့ပူရမလို့ဦးဇင်းကမေးတော့ရှင်ပြားကြီးတဲ့ပြီးတော့ညာတန်းပြောရင်မသိမရှင်းပူရမယ်ဓမ္မရဲ့ဟုတ်လားနော်မှန်ပါဗျာဘယ်ချိန်ကြီးတော့ဘူးလို့သိပါပါဗျာအဲ့ဒါဦးဇင်းကဟိုးသွားမယ်မေးတရားပြောပြပေါ့မလို့အဲ့ဒါကျမကြီးကောင်းပြီတော့တမန်တော်လေးကမြေမစားနိုင်တော့ဘူးယေရှုကလည်းပြောပြီးတော့ဘောင်လေးကလည်းခွန်ကြွေးမှစားနိုင်တော့ဦးဇင်းခွန်ကြွေးအဲ့ဒါဦးဇင်းလည်းကိုကြက်အောင်ဆုတ်လာပြီးတော့ဦးဇင်းတဲ့ဟိုရောက်လို့ရှိရင်တဲ့သူများနဲ့တက်အောင်နေရောတဲ့ဟိုရောက်လို့ပါရတော့သူများနဲ့တက်အောင်နေရောဦးဇင်းကတခါဒီကကလုပ်ချင်တယ်တခါမထောမနန်းပြောချင်ဆိုနေတာရှိတယ်အဲ့ဒါသူများဘောမလုပ်နဲ့တော့ဘယ်လိုမှတော့9နှစ်သား6နှစ်သားလို့ထားဦးအခုတက်က45နှစ်ဝါတာလည်းဖီးလို့ဟုတ်လားတကယ်အောင်ပြန်ထိုင်နေတဲ့ဓမ္မတက်ကပြောတယ်မရှိတဲ့ပြောတော့ကောင်းပါရဲ့တရားတော်တော့ကောင်းပါရဲ့တဲ့ကြည့်လိုက်တာဘယ်တော့မှကြွယ်ချီပုံချတာလို့ပဲဟုတ်ပြီနော်ပြောတယ်သဘောလေး
အဲ့တော့မိခင်ကဦးစင်းကခုလိုတရားတွေဟောနေပြီအသက်အရွယ်45နှစ်ရောက်တာတော့မှသူ့သားအတွက်အေးနေလားပူနေရလားအေးနေရပါဗျာဒါသဘာဝဟုတ်ပြီနော်မပူနဲ့ဗျာလို့သွားလို့ရလားမရပါဘူးဗျာဒါလေးကိုနားတယ်ပြီသူမွေးလာတဲ့ကလေးသူပူမှာပဲလေမှန်ပါဗျာသူကလွယ်ကူအိုဟဲဖွားတဲ့တော့ကြီးတော့လားဟုတ်ရဲ့လားမှန်ပါဗျာအိုးမွေးတယ်လို့မွေးခဲ့ရတာဘယ်လိုမွေးရလဲအိုးမွေးတယ်လို့မွေးရတာအဲ့တော့ဆိုနေတာမှန်တယ်လေသူကလည်းတော့လာတာမဟုတ်ဘူးဈေးရောက်လာတာဟုတ်လားမှန်ပါဗျာသူရင်လည်းဘယ်လိုမွေးရလဲဆိုတော့ဒီပါကပူကောင်းတယ်ပူလိုက်တယ်သူကပူလို့ပြောတဲ့စကားလေးကိုကိုကကျေးဇူးတော်နေအောင်ပါဘာနေအောင်ပါကျေးဇူးတင်အောင်ပါကိုပူဝဲသူရှိပါသေးလားဘာတော်နေခဲ့ရမလို့ကျေးဇူးတင်အောင်ပါဒါကြောင့်လောဘနိယဝေယသမိန်ပြုံးတတ်တော်ရောကျေရသောကာလသမယ၌အာရဝိတော်ဘုရားဝိတော်ဟိုဒီပြေးလွှမ်းနေတဲ့ကာလသမယမှာဓမ္မပုဒ္ဒံအဲ့ဒီသားလေးကိုသမီးလေးကိုအောလောကတဝါကြီးတွေမာတာမီတော်မိခင်မကတော်အားအာမောဟိတံပမောဟိတံပါမန္တတဝန္တဝန္တဖြစ်တတ်ပါ၏မူလကံစိတ်တံမူရိတာနှင့်ရှင်တော်တို့သည်ဩပိသတိဖြစ်ပါပါ၏ဤဒီလိုအသယောတာတရားများတို့သည်ဒီကောင်းသောမဲ့တွေဟောကြားတော်မူခဲ့ပါပေသတည်းဒီနေ့ပြောနေတဲ့ကြောရတဲ့ခါမှာသားလေးသမီးလေးကြည့်ပြီးတော့ငါသားလေးပြည့်နိုင်ပြီပြောနိုင်ပြီငါသားလေးငါသမီးလေးပညာတတ်ကလေးဖြစ်လာပြီအဲ့တော့မှဝမ်းသာအဲ့တော့မှရှားလာဝမ်းသာတဲ့စိတ်လားယထာကရအကရံဧတနိယဝရကလိအတနောဓမ္မတာယသီဝိတောကတံအတနောဓမ္မယသီဝိတံကာတဗံဓမ္မုဒ္ဓဝါဟောတိတောမာတာပိတောမေဇတောစိတ်တော်ဝိသတိသာသမီလေးကျောင်းလေးတွေရှိတာလေဈေးလေးတွေရောက်လာတယ်သူဝမ်းသူရှာစားနိုင်တဲ့အချိန်များမှာနိဗ္ဗာန်တစ်ပါးရဲ့သဏ္ဍာန်မှာဥပ္ပခါနဲ့ရှင်တဲ့စိတ်လောဘဒေါသသိတဲ့မှာတော့ဟုတ်တဲ့အချိန်မှာအဓိကကြမှာဩတော်ပါသေးရဲ့ဒီလိုမှဖြစ်ပါမလားလို့စိုးရိမ်နေရလားလို့အဲ့ဒီမှာမိဘတွေအမောပြည်ရဲ့တဲ့ဘာပြည်တော့မောပြည်ပါလေဗျာအဲ့လိုမှမဟုတ်ရင်အမောမပြည်နိုင်ဘူးဘယ်ရွယ်ပဲရောက်ပဲချင်းပဲရောက်ဘယ်လိုနေရာမျိုးမှာပဲရောက်တော့အမောပြည်လို့ရှိသလားရှိပါဘူးဗျာမိဘအမောပြည်အောင်လို့ကိုကနေရထိုင်ရတာလေမရှိဘူးလားရှိပါတယ်ဗျာအချို့ကျတော့မိဘအမောမပြည်ဘူးတည်တဲ့တိုင်သူတို့ငယ်လုံးကရှိတယ်ရွာမှာကြီးတော်ခွေးလို့ခေါ်တယ်သူသားကိုသိအောင်တဲ့အိမ်တော်ဝဲနေတိုင်းညနေဆောင်ရင်အိမ်ရထွက်ရဆိုင်မှာရတော့တွေ့တဲ့နေရာမှာအိမ်တွေ့တဲ့နေရာမှာနေတော့ညနေဘယ်လိုမှမမရှိဘူးရွာမှာ6 နာရီလောက်လူသူမကောတော့နေနေဝင်သွားပြီဆိုရင်ကြီးတော့ခွေးမိမလေးကိုင်းပြီးတော့အဲ့ဒါတဲ့သိအောင်ရင်လိုက်ပြီးတော့ရှာတယ်တဏှာရဲ့ကိုယ်ကဒီတော့ကိုနေကျွန်တော်တွေ့ပြီးတော့ပို့ပေးမယ်အဲ့ဒါသူသားအိမ်အောင်ကြလို့အမှုသမားကြီးဖြစ်တာတော့ပါတဲ့သူ့မှာစိတ်မချတော့လိုက်မရှာဘူးလားရှာပါဗျာဒီပါလေလိုက်ရှာပါဘောအဲ့တော့ကျတော့ကြီးတော့ခွေးရတဲ့တက်ကကြီးလာတော့မရှာနိုင်တော့ဘူးမရှာနိုင်တဲ့ကသူသားကိုယ်တိုင်အောင်ပြန်လာတဲ့လမ်းလေးကိုမျက်နှာပြူပြီးတော့ဘယ်သူလာအချိန်လေးတွေ့ဟဲ့သိအောင်ပါဟဲ့ပြန်လာပြီလားဟဲ့အမြဲတမ်းမေးရှာတယ်တခြားလားစိတ်မချတော့လားစိတ်မချလို့ပါဗျာစိတ်မချလို့နောက်ကျတော့သနာတဲ့ပုဂ္ဂိုလ်တွေကဒီတော့ကိုအဲ့မှာမဟုတ်ဒီတိုင်းဆိုရင်တော့အဲ့ဒါသူရှိရဖြတ်သွားတော့ဟဲ့သိအောင်လေးလားဟဲ့သူသားကုန်းသားလေးနဲ့ဟိုးဝိုင်းရေးမာရီတာမဟုတ်ဘူးဘယ်ဒါလေးရှောက်ဝင်တာတော့အဲ့လိုဒီမှာအေးဒါလာအေးတမင်စားတော့တမင်စားကအေးသိအောင်ရဲ့လူဘဝဆိုတာရခဲ့တယ်
ပါသလားနားသေးပါတယ်ဗျာအဲ့တော့မှဆုံးမခဲ့ရှာတာကျေးဇူးတွေမများဘူးလားများပါတယ်ဗျာဒီမန္တမရတနာဤတရားမြတ်ကိုအာရမဏအာယုပြုကြတော့ဝေရိဘုံတော်ဝေရိနိယဤဘုံတော်သာသောအာသာတတတုမဝေရိရမေအဖကိုသဗ္ဗညံသူအစေဧကဖြစ်တယ်ဟူ၍အာသာတတတုနမအာသာတမင်းသားကိုအာရဘကြောင့်၍ကလေးသည်ဟောပြရစေဝေရိဘုံတော်ဝေရိကိဗျာယတာအသာတတဘယ်သူလဲတော့အသာတတပါဗျာအသာတတအသာတတလူမျိုးဘဝရောက်တဲ့ကာလတည်းကဒီမှာဒေဝရနဲ့တော့ပေါင်းပြီးတော့ဒေဝရနဲ့ပေါင်းအဲဒီကာလတည်းကမင်းဘုံတက်ပြီးတော့ဘယ်လိုကငါဘုရားကိုတက်ပြီးတော့ဘုရားလုပ်ပဲဒါမှတို့လောကမှာပြန်ဆန်းရှားတဲ့ပုဂ္ဂိုလ်ဖြစ်နေမယ်ဒေဝရမိုင်လုံးကြီးဟာဘာလို့ကြီးတော့မိုင်လုံးကြီးပါအဲ့ဒါနဲ့တော့တက်တော့ပေါင်းဘဝနဲ့ဘဝတော်သိဖြစ်တဲ့ပုဂ္ဂိုလ်တော့ဒီနေ့ဘာကင်ကိုတတ်မယ်တတ်ပြီးတဲ့ခါကျရင်ငါဘယ်ရလို့လဲအဲ့တော့သွားအစိုးရမသိအောင်တမြောင်လေးပဲပြီးတော့သွားတော့သူ့ရဲ့ပုံမှန်ကထူးခြားဘုရားမရပြန်လို့ရသာရဏတာဘာလို့လဲနားမလို့မလို့အမှုရာကပုံမှန်မဟုတ်ဘူးမင်းသားလေးပုံမှန်မဟုတ်ဘူးတော့ပြတော့ဘာလဲခေါ်လာတော့သူခါကြမှာအမှန်ချုံထက်တဲ့တမြောင်လေးတွေ့တယ်မင်းသားဘုရားဒါဘာလို့လို့ဖခင်ကြီးကိုတတ်မလို့ဘယ်လိုတတ်မလို့ဖခင်ကြီးကိုတတ်ပါဗျာဖခင်ကြီးကိုတတ်မလို့ပြောတော့ဟောခေါင်းကလည်းကြီးဩမင်းသားမှားတော့ပါပဲဒီတိုင်းဆိုရင်ဖြစ်တော့ဘူးဒေဝနာမင်းသားကတော့တော့ရှောက်ပါထားမှဖြစ်မယ်တန်တန်မင်းသားလေးခေါ်သွားဒီပြာဟောဒီသားမင်းသားလေးကဒီပြာကိုလုံချံမှုတပ်ဖြတ်ဖို့အတွက်တမြောင်လေးကပြီးတော့ယူလာပါတယ်ဗျာဆိုတော့အဲ့ဒါဒေဝနာမင်းကြီးကပြုံးပြီးတော့တာအဖြစ်ကိုသက်ချင်တာလို့တာပြန်ပြောတယ်ကျွန်တော်ရှင်ပြေလုံးချင်လို့ဘာလို့ချင်လို့ရှင်ပြေလုံးချင်တော့ပါဩဒါမင်းအမွေလေးမင်းရတဲ့ဟာလေးဘာမှလာရအဲ့ဒီမစောင့်နိုင်ဘူးတဲ့ဩအခုလုံးချင်တာလားရတယ်ငါလားပြီးနားဆင်းပြီပဲတခြားမြတ်တာလားဖခင်မြတ်တာလားဖခင်မြတ်တာပါဘာလို့တော့လို့ဒိဗသာရဘင်းကြီးသည်တဲ့တခြားကောင်းလားဖခင်ကောင်းလားဖခင်ကောင်းပါဗျာတခြားကောင်းလားအဖေကောင်းလားအဖေကောင်းပါဗျာကျမ်းဆိုရအောင်မျက်ရည်မကျခင်ပြီးသေးခြင်းတို့အဖေကကျေးဇူးရှင်တို့အဖေကကျေးဇူးရှင်မျက်ရည်မကျခင်ပြီးသေးခြင်းတို့အဖေကကျေးဇူးရှင်တို့အဖေကကျေးဇူးရှင်ဟောအဖေကလည်းကျေးဇူးရှင်မဟုတ်လားဟုတ်ပါတယ်ဗျာအဖေကလည်းကျေးဇူးရှင်ပါဗျာဟုတ်ပြီအဲ့ဒါအဖေရှိလုံးလေးတဝုဒ္ဓမမတိတော့ဦးစင်းလေးတစ်ခါအခုလိုတရားဟောရတာဩအဖေသားရှိနေငါသွားတရားဟောတဲ့နေရာမှာဒါသူသားဟာလို့လက်ညှိုးလေးထိုးပြီးတော့ကောင်းရမ်းကြွားလိုက်မလို့မရှိမှတောင်းတာလားဘယ်ကြမှာတောင်းတာတော့မရှိမှတောင်းတာမရှိမှလိုချင်ကြတာဟုတ်ပြီနော်ငယ်ငယ်တော့ကဦးစင်းကိုကိုရင်ဝဲတော့ဦးစင်းကိုဝဲတော့ကကျတော့ချားရှင်ပြီးဝဲနေမှာအဖေကဘယ်ဘက်ကသက်သာကိုကိုင်းအမေကညာဘက်ကသက်သာကိုကိုင်းနှစ်ယောက်ရိုင်းပြီးတော့သားလေးကိုစံချပေးတဲ့ပုံစံလေးဘယ်လိုရိုက်တာဓာတ်ပုံရိုက်တာလည်းမရှိဘူးလားရှိပါဗျာအဲ့တော့ဦးစင်းကိုစံချမယ်ကဲမောင်ရှင်လုံးကစံချမယ်ဆိုတော့ညာဘက်တစ်ခါမှာအမေရှိနေမယ်လို့တဲ့ဘယ်ဘက်တစ်ခါမှာအဖေမရှိရှာတော့ဘူးရှိသေးလားမရှိပါဘူးဗျာမရှိတဲ့ကကျတော့ဦးစင်းကစိတ်ထဲမှာအားနေသွားတယ်ဝမ်းနေသွားတယ်စက်ပြာကဆက်လို့လာမသိမျက်ရည်တွေကြားတော့အမေကပခုံးလေးကိုသာလိုက်တိုင်းပြီးတော့အမေလည်းရှိတယ်အဖေလည်းရှိတယ်အမေလည်းနာအဖေလည်းနာနေပါမှကြောက်စရာမလိုတဲ့အဲ့ကြောင့်ကအဖေမရှိတော့မှအ
ဖေကိုတန်းတာမိတယ်နော်အဲကျတော့တခါမှာကိုယ်အရင်ပြန်လာတဲ့အခါအမေကိုမြင်လိုက်ရရင်အဖေကိုမြင်လိုက်ရရင်စိတ်ထဲမှာရှင်သူပြီးတော့ဝမ်းသာကိုပါလာလေးကျွေးလိုက်ရရင်စိတ်ထဲမှာချမ်းသာအခုအိမ်ပြန်သွားလို့ရှိရင်အပေါင်းမှာစောင့်ကြည့်မဲ့အမေကမရှိတော့ဘူးအပေါင်းမှာစောင့်ကြည့်မဲ့အဖေကမရှိတော့ဘူးဆိုရင်အဲ့ဒီကြားမှာတော့လို့နေရီကြရတယ်။ဘာကြလို့နေရီကြပါလေ။အဲ့ဒီနေရီကြမှာဆိုလို့နေရီမကြခင်တိတိကျကျတရားလေးပါ။မှန်ပါဗျာ။အချိန်ကြီးတော့ရင်သိခါပါနော်။မှန်ပါဗျာ။ဒီနေ့ညတော့သိတဲ့ညလေးကြိုတင်ပြီးတော့တင်ပြ။မိုးချုံလက်ချုပ်ပေါ်လာနော်။မှန်ပါဗျာ။ဒါနဲ့လေးကတို့မှပြန်လာတော့အေးသေးပေါ့။ဟုတ်ပါလား။အဲ့တော့တရားလို့လူတွေဆိုတော့သိချမ်းသာဖြစ်ပါလားနော်။အလေးနဲ့တွေ့သိအောင်ပါဗျာမချင်းသေးဘူးလို့ဒါလည်းပြအောင်ဟာနော်ဟောတော့ဟောချင်တာပေါ့သူတို့ညာလဲဟိုအတော်ပိုင်းကလည်းလူလေးပါလေရှိတော့အမေကလည်းအဲ့ဒါမလက်မှအစေးဥစေကံပြမယ်အချိန်ရက်ကတဲ့တဲ့တဲ့သွားတွေ့တယ်ဆိုတော့အေးပြန်လာတယ်လို့အမှန်ပူကြတယ်ချင်းကြီးများတော့လာတယ်ဖုန်းလေးစအနေနဲ့ဖုန်းပြောအဖုန်းပြောတော့ရာဟုသည်ဒါလေးကြတော့မရထွက်သွားတယ်မလို့ဘိုးနေရှာတာဟုတ်လားလေဖြစ်တဲ့သူကဝမ်းနေရတယ်လေဖြစ်တဲ့သူကဝမ်းနေရတယ်အဲ့တော့ဦးသိန်းကကြတော့ဦးသိန်းဘယ်လိုပြန်လာမှာလို့တဲ့အာအမေမလိုက်ကြတို့ရောက်ပါဘယ်လိုငုံနေရလို့ဆိုတော့တိပါဦးသေးရဲ့ခုနကဟိုဝေယဝတ္တရကမာရီပြောတာတော်သားပြန်လာတော့ဟိုမိမကိုသွားပြီလို့ပြောလို့တဲ့ဩဒုက္ခဟောဟဲ့လွဲပါသေးခဲပါသေးဟလာနော်အဲ့ဒါကမကြီးဝမ်းသာလိုက်ပေါ်တာလို့ခေါ်လိုက်တော့ရေရာကြီးသွားပြီ။ဘာကြီးသွားတော့ရေရာကြီးသွား။ထူးထူးခြားခြားဝေယဝဆတော့ပြောပါလားနော်။အဲ့ဒါကိုဝေယဝနေစေဟုတ်ပြီနော်။ကဲတော့တခါမှအင်းတို့တဏှာနဲ့ပြန်လာပြီဆိုရင်အဖေရက်နေတဲ့ပုံသဏ္ဍာန်လေးအမေရက်နေတဲ့ပုံသဏ္ဍာန်လေးတခါတော့မရှိတော့ဘူးဆိုရင်အဲ့ဒီပုံကိုအဲ့ဒီချိန်ကျမှဝမ်းနဲ့ပူရီကြုံရတယ်။ဘာလို့ကြုံရတော့ဝမ်းနဲ့ပူရီကြုံရပါတယ်။ဟာဒါဘာလို့လို့မင်းတိုက်ပြီလို့ကျလို့လား။ဒါမှမဟုတ်ဘူးဘာလို့ကျလို့လဲကွ။ကျွန်တော်ဘယ်လောက်ချင်လဲလောက်ပါပါလို့အဲ့ဒါသာသနာထိနန်လွှဲအလိုက်တော့ပြုံးပြုံးပျော်ပျော်ပဲလူဆိုတာအိတ်တာမစ္စည်းကသူများပေါ်ရှိမယ်။သားသမီးပေါ်မှာဘယ်တော့မှအိတ်တာမစ္စည်းကမရှိဘူး။မရှိသလား။ရှိပါဘူးဗျာ။ရှိတော့အဲ့တော့မှဘုရားမင်းကြီးကဆွတ်လို့ပေးလိုက်ဆွတ်လို့ပေးတဲ့ကြာသာသနာဘယ်လုံးဒီဝရကဆက်ပြောတယ်ကောင်မင်းအဖေသက်ပြီလားအဖေသက်တယ်မလို့ထိနိုင်ရပြီမိုင်းနေတဲ့ကောင်ပါဟောဒီမင်းအဖေရှိသမျှကာလပတ်လုံးမင်းကိုဘယ်သူမှလေးသားမှာမဟုတ်ဘူးမင်းကိုဘယ်သူမှလည်းမယုံတတ်မှာမဟုတ်ဘူးဒါကြောင့်မင်းအဖေကိုရအောင်တတ်ပါဘယ်လိုတတ်ရမလို့ထောင်သွင်းအချင်းချလိုက်ပါဘာလို့ထောင်သွင်းချအဲ့လိုဝိပီယာမိုင်းရတာဘာကင်ကများချစ်ချလုံးလုံးမျိုးတဲ့အမျိုးမျိုးလုံးလုံးလိုလိုက်ခဲ့တာအလိုလိုက်လို့အမိုက်ဆောင်ရတာအခုတော့ခမဲတော်မြတ်ကမှရှင်လက်နဲ့မင်းထောင်သွင်းလို့အေးချတယ်မင်းမိုက်လိုက်တာရာဇဝတ်တက်နေတဲ့အသာတတဟာအမေကလည်းနားမထောင်ဘူးတဲ့နားထောင်လားနားမထောင်လည်းကျတော့ဖခင်တရားသူမျိုးမျိုးကြံသေးတယ်ဖခင်မြန်မြန်လေးတည်တော့လို့ပါဒီနေ့ကဆံတော့အစာရည်သာဖြတ်လိုက်တော့ဘာဖြတ်ခိုင်းတော့စာရည်သာဖြတ်ခိုင်းပါနောက်တော့ခေါင်းပါပြီးဒေဝစီဒီတော့မှဝိရိကေဗျာဘာသာချိုးအဲ့ဒါထောပတ်လေးစီဦးလေးကိုလို့လက်ဒီပါလေးမှာလိမ့်ချပြီးတော့ယူသွားတဲ့အခါကျတော့ဒီလက်မှာကပ်ပြီးထောပတ်ကလေးယာယီလေးဒါလေးကိုစားတော့ပြရာမနီယာမြတ်တာပြီးတော့အသက်ရှင်ရရှာတယ်ဒုက္ခတွေမများဘူးလားများပါတယ်ဗျာဘုဒ္ဓတော်ကြီးဟဲ့တော်ကတော့ရှင်သွေးမှပြတဲ့သိကချက်လိုက်တာတဲ့ဒီသားလေးမမုန်းနေတဲ့ဒီသားလေးမှပဲဒီနဲ့ဒီသားလေးကိုယူဆိုင်ပါတဲ့ဝိရိယလို့မင်းဘာမှမှာခဲ့ပြီပဲလို့အခုကျတော့ကြည်သံနဲ့တော်ကိုကျေးဇူးဆက်တဲ့စနေပြီဘုရားမင်းကြီးကဝိရိဥကောင်းလေးကိုပုတ်ပြီးတော့ဝိရိတဲ့ငါကမကောင်းတာပါကွာတဲ့ငါသားကိုပြစ်မရှာပါနဲ့အဲ့လိုတော့သိခါလား
ဒီမခံဘူးလားသိပါပါတယ်ဗျာနောက်ပြီးတော့အဖေသမီးကမသိသေးဘူးဘာဖြစ်လို့မသိတာလဲဒီကင်ကြီးကထောပါလေးစီဦးလေးတွေလိမ့်လို့ယူသွားတော့အဲ့ဒါမသိသေးတာတော့ဒါဆိုရင်လည်းထောပါလေးစီဦးတွေမလိမ့်သေးတဲ့ဒီတိုင်းသွားမသိဝိရိကညာလေးတော့စရုံးရမှာမုတ်ချွလို့အဟာမျိုးလေးတွေတို့ခေါင်းသွေးတို့ဟာလိုမျိုးလေးတို့ယူသွားအဲ့ဒါစရုံးရတဲ့ပြီးတော့ကျေးဇူးရှင်ကြီးရဲ့ယနေ့တော့ဒီမုတ်ချွလေးနဲ့ညာတာတော့ဒီခေါင်းသွေးကြောင့်လေးနဲ့ညာတာလေးပါတော့တော်သားကြီးနေတဲ့တော်သိတဲ့တော်သားကြီးကထောပတ်တွေစီဦးတွေမလေးရဘူးလို့ကျုပ်စရုံးနဲ့မှဖတ်ပြီးတော့ယူလာတယ်ဒါလေးစားပါဝိရိတဲ့မြတ်ငါသားလေးကိုပြောပါတယ်ကွယ်တဲ့သူဆိုးတာမဟုတ်ပါဘူးငါခံမကောင်းတာသူဆိုးတယ်ပြောတာပြောပါဗျာပြောငါခံမကောင်းတာတော့သာတကဆုံးသားတယ်ပေဒီမီလာဒေသေးကိုဘယ်လိုမသိတာလို့မိခင်ကြီးကစရုံးထဲမှာဘုံချုံလေးတွေခေါင်းသွေးကြောင့်လည်းချစ်ကိုပို့ဖို့အတွက်ယူသွားလို့အဲ့ဒါလည်းအသက်ရှင်နေတယ်ဒါပြင်မိခင်ကြီးတဲ့ထောင်းသားသွားနေတဲ့ခါကျရင်စရုံးထုံးတဲ့စပယ်ဖားရတဲ့ဥပဒေအဲ့လိုတော့ဆိုတာရက်စက်မှုတွေများဘူးလားမှန်ပါရဲ့ဒီတော့မှကျေးဇူးရှင်ကြီးရဲ့စရုံးလည်းမထောင်းရတော့ဘူးတဲ့ထောပတ်စီကူလည်းမလဲရတော့ဘူးကျုပ်လေးဘလို့ပဲကြာလို့မရတော့ပါဘူးထောင်ထဲကိုလည်းဝင်လို့မရတော့တန်တန်ရဲ့ပြင်ပကပဲကျုပ်တွေ့ရမယ်တော်သားကြီးခိုင်းတဲ့ပုံများလျှောက်တာဝိရိငါသားလေးပြမနေပါနဲ့ကွယ်တဲ့မိဘမေးရရင်သာသမီဆင်းရဲရှိတတ်တယ်မိဘမေးရရင်သာသမီဆင်းရဲရှိတတ်ပါဆင်းရဲရှိတတ်တယ်ဝိရိရဲ့မေးမကြနဲ့အဲ့ဒါဒီမသေးတဲ့ငါသားလေးမရှိတော့ငါမစားရဘောငါတရားရှိတယ်လေငါတရားလေးလျှောက်ပြီးတော့တရားလေးကြည့်ပြီးတော့သိဉာဏ်လျှောက်ပြီးတော့ဒီမှာပေါ့ဝိရိရဲ့နင်းဘာမှဆိုရင်တော့မဖြစ်ပါနဲ့သိဉာဏ်လေးပဲလျှောက်ပြီးတော့နေဇာတကမေးအဖေသေးပြီလားမသေးသေးဘူးဘာလို့မသေးတာလို့ဇင်းဉာဏ်ကမ္ဘာနဲ့သိပြပြီးတော့ဒီဘက်ကြောင့်ပါကလေးမသေးသေးပါဗျာဒါဖြင့်ဘယ်အဲ့ဒီငါကလေးတော်ဇင်းဉာဏ်မရှောက်အောင်ခြေဝါးကိုဓာတ်နဲ့ခွဲနေလုံးသားနဲ့ခွဲရှားမီရဲ့နဲ့အင်းစားရည်နဲ့ချပြီးတော့ကြလိုက်စမ်းပါခိုင်းတော့အဲ့ဒါဆတ်တာတွေနေလုံးသားတွေယူဘကောသားတွေနေလုံးသားတွေခိုင်းပြီးတော့အဲ့ဒါခေါင်းတကားကိုချင်းနဲ့ခွဲအဲ့ဒါသာသက်ဗန်ထွက်လိုက်တယ်ဆိုတော့ပေမသားလေးကကြည့်တော့ငါသားလေးအမြင်မှရပါလို့ခြင်းလေငါယတနာမှာမုတ်စိတ်ကျင်တော်တွေကရှင်းနေလို့သဘင်တွေကမယုတ်ပြဲနဲ့ကြည်ရလို့ဆိုလို့ငါကိုယ်တည်းညက်ပြဖို့မုတ်စိတ်ချင်းပြဖို့နှခမ်းဝင်းရပြီးလွတ်လိုက်တာတယ်လေအဲ့ဒါသူကသူထင်တိုင်းနဲ့မေးတော့အမတန်မှနှလုံးသားကျမ်းလာတဲ့အာနဘဂဝတာကြီးဒီဟာတဲ့ဘယ်ရှိမှဒုတုရဲ့လဲပြီးတော့ခမရဲနာပြီးတော့မျက်ရည်ပြန်ပြန်ကြတယ်တဲ့အာနဘဂဝတာကြီးဒီမသာမင်းကြီးရဲ့ကိုကြည့်ပြီးတော့ဟောတဲ့သူကတော့သူသားလေးကိုချက်လိုက်တာသူသားလေးကရေရေဆက်ဆက်ဒီလိုလေးခိုင်းတယ်လို့ရှောက်တယ်ရမှာတော့နှခမ်းတွေပဲတုံပြီးတော့မလျှောက်ရဲဘူးတဲ့မင်းကြီးတို့ပြောကြပါကွယ်ဘာကိစ္စလဲဘာကြောင့်လဲလို့မှန်ပါဗျာအသာသက်ရှင်နေတဲ့ရှင်မင်းကြီးရဲ့ခြေဝါးကိုခွဲစားလိုက်ဖြူပြီးတော့ရှာမီကလည်းကြဲပါလို့မှားလိုက်ပါလေဗျာ။ဩငါသားအဲ့လိုမှားလိုက်သလား။ကဲမင်းတို့ပြုတဲ့အတိုင်းကခိုင်းတဲ့အတိုင်းကလုပ်ကြပြီရောလို့ခြေစင်းပေးရှာတယ်။ကျေးဇူးရှင်ကြီးနော်။အဲ့ဒါကျေးဇူးရှင်ကြီးခြေစင်းပြီးတော့ဟောမလို့ရမခိုင်းရဲ့တဲ့။ဒါတွေပါလေခွဲရှာမီပါလေ။ကဲအဲ့ဒီယောဂထဲမှာကြော်လေးဝင်ပြီးတော့ဘယင်သားကနဲ့ရစာကံမကုန်တယ်တည်သွားတယ်ပေါ့ဗျာဟုတ်လားနော်အဲ့ဒါဘယင်သားမင်းတည်တဲ့အကြောင်းဘုရားမရတဲ့ပရိသေကဇာဝတ္တထမှာသွားပြီးတော့ရှောက်တယ်ချက်တခါတဲ့သူရဲ့ဒီဗျာကလည်းဥရိယဘာသာလေးမင်းသားလေးဝေးတော့သားလေးမွေးတဲ့အကြောင်းတုံလာတစ်ခုအခမ်းအနားတဲ့နေရာမှာဆုံးတော့နေကြပါဦးမင်းတို့ပဲကောင်းလို့ဘယင်းဒီကောင်းလို့ဘာလို့လို့သူ့ဖေးတဲ့အကြောင်းပြောမလို့မင်းတို့ဘာလို့လို့ငါတို့ကသူ့သားမိုးတဲ့အကြောင်းပြောမလို့
သူမများသူသားလေးကိုလည်းကြောက်တော့ပြောလို့ပါလို့ပြောလိုက်တဲ့အခါကြတော့မှအဲ့ဒီမှာပဲနေဦးပါတဲ့မင်းတို့အမင်္ဂလာတို့ကသူ့မင်္ဂလာမင်းတို့ကတို့မင်္ဂလာတို့မင်္ဂလာတော့တာသူ့မင်္ဂလာကိုရှင်းလျှောက်ရမယ်ရှင်မင်းတရားရှင်မင်းတရားရှင်မင်းပြတာတာမလေးခွာပါတယ်ဗျာသားဆိုတဲ့အတိုင်းကြားလိုက်တော့အစာရတ္တကြီးတဲ့နှလုံးသားထဲမှာစီရက်ထိလိုက်တယ်လို့ပဲတဲ့ဂုံးလေးကိုစီးလိုက်တော့ပြီးတိတွေတင်းနေတုံးပြီးတော့သူသားလေးကိုတွေ့နေတာလေသူသားလေးကိုမြင်နေတာလေသူသားလေးရဲ့ပုံမှာချစ်ခင်တဲ့နေဖြစ်လာတယ်ဒီတော့မှသူအဖေကိုသွားသတိရတယ်သူသတိရတော့အဲ့ဒါမှတဲ့သူမိခင်ရှိတဲ့နေရာအပြေးလေးသွားအမေကျွန်တော်ရဲ့မိဖုရားကသားလေးပါတယ်တဲ့ဗျာအဲ့ဒါတဲ့ကျွန်တော်သားလေးကိုချစ်တဲ့ဗျာကျွန်တော်ဘုရားကကျွန်တော်ဖေရားကိုအဲ့လိုချစ်သလားလို့ဒီတော့မှဝေရီယဖြည့်မသိတဲ့စကားနဲ့မိုက်လိုက်တဲ့သားတဲ့မင်းကျေးဇူးရှင်ဘုရားပြင်ပါတယ်မင်းကျေးဇူးရှင်ဘုရားဆော်ရရမယ်ငယ်ငယ်တော့ကခုနပေါက်လို့ငုံခဲ့တဲ့အကြောင်းကိုပြန်တော့ကြတော့ဒါတတ်မှပြီဒီတော့မှမင်းကြီးတို့အမြန်လာကြွယ်ငါကမဲတော်ကြီးကိုထောင်သွင်းခြင်းရည်မှယခုပင်ချက်ချင်းလုပ်လိုက်ကြပါတော့တောင်းသာဆက်တယ်ဒီဘေးဟာနေရစာကံတော်ကိုမှပြီဗျာတဲ့ဒီတော့မှအသာတတ်မှန်ပြီတဲ့ဗျာဆိုမျက်ရည်နဲ့ကြဖြည့်ရှင်းပြီလို့ရနိုင်သေးလားဒီအဲ့လိုတာကရှိတယ်ဆိုတာမျက်ရည်မကြခင်သိဖို့ဒီတရားလေးပြန်ပြီးတော့ကျေးဇူးစာဟောကြားခြင်းဖြစ်ပါတယ်ဟုတ်လားနော်ဆိုကြရအောင်မျက်ရည်မကြခင်ပြီးခြင်းတို့အမိကကျေးဇူးရှင်မျက်ရည်မကြခင်ပြီးခြင်းတို့အဖေကကျေးဇူးရှင်မျက်ရည်မကြခင်ပြီးခြင်းမိဘနှစ်ပါးကကျေးဇူးရှင်ဘာဘာနိဝရဏိကလျာဏိနိယောတတိသိဗ္ဗံသိက္ခာပိနိဒါယိတနိယောတတိပရိသုမဒါရေနနိယောတတိဘာဘာမကောင်းမသတ္တကုနိဝရဏိဒါမြင့်တဲ့သောကြောင့်ကျေးဇူးရှင်ဖြစ်လာပါ၏ကိုယ်သားသမီးတွေနန်းလွန်နေရင်တဲ့အဆုံးအမတွေအခါမဲ့ပြီးတဲ့သောကြောင့်ဘောလို့တခြားသာကျေးဇူးရှင်လားကျေးဇူးရှင်ပါဗျာဘာဘာနိဝရဏိကလျာဏိနိယောတတိတဲ့သူတော်ကောင်းပညာရှိသမားအနန္တပြောပညာလေးသင်ပေးတာဒီချမ်းသာတော်ကောင်းလို့ကျေးဇူးတရားတွေကြီးမားလာတာကျေးဇူးတရားတွေကြီးမားလာဒါလေးကိုသိသိကျင်တာဟုတ်လားနော်အဲ့ဒါသောတော်ပြောခဲ့ပြီရှေ့ပိုင်း6ရက်ပါညာပိုင်းကိုခေါ်ခဲ့ပြီအခုပိုင်းဒီတဲ့တခြားပိုင်းလားကံပိုင်းလားကံပိုင်းပါဗျာဘာမှမဆိုလို့ကံမှမဆိုလို့မိပြဖပြတဲ့ကိုမှဆိုလို့ဟုတ်လားနော်ဒါကြောင့်တော်သူတွေတာနာမပြီးခင်ပိုင်းကျေးဇူးရှင်ကိုကျေးဇူးရှင်မသိရတယ်ကျေးဇူးရှင်ကိုကျေးဇူးရှင်မသိရတယ်ကျေးဇူးရှင်မသိတဲ့ကမှာတော်တို့ခြားတော့ပြန်ပြရတာလားတော့ပြန်ပြရပါဘူး။ဒါကသာသမီရဲ့ဝတရားသာမရှိဘူးလားရှိပါတယ်ဗျာ။ဒါကြောင့်ကျွေးမွေးမပြတ်ကျွေးမွေးမပြတ်မိဘအတွက်မေတ္တာရဏပါပါစေမေတ္တာရဏပါပါစေကျွေးမွေးမပြတ်မိဘအတွက်မေတ္တာရဏပါပါစေမေတ္တာရဏပါပါစေဘုရားမိခင်ပါရင်ကျေးဇူးတော်မှာကျွေးခဲ့တော့တော့ခြားနေပြောတာမေတ္တာနဲ့ကျွေးရတာမေတ္တာနဲ့ကျွေးရတာဘုရားပြန်ကျွေးတဲ့အခါမှာလည်းဘာနဲ့ကျွေးရမလဲမေတ္တာနဲ့ကျွေးရပါတခါတခါကြတော့အဲ့လိုမဟုတ်ဘူးဒီဥပါဝါသမီးလေးတစ်လုံးရေလေးတစ်ပုဒ်တောင်းရင်အလုံးစုံလာတာတစ်မျိုးဘုံကြောင့်မကျွေးဘူးလားတော့ကျွေးတယ်ဆောင်းကြီးအောင်ကြီးနဲ့ကျွေးတဲ့အခါလေးလောကမှာမရှိဘူးလားရှိပါတယ်အဲ့လိုဆောင်းကြီးအောင်ကြီးကျွေးရင်တဲ့အဲ့ဒါတော့ကောင်းလို့မေတ္တာမပါဘူးတဲ့ဘာမပါဘူးလို့မေတ္တာမပါဘူးကိုယ်ကျွေးလို့မှတခြားနဲ့ကျွေးလားမေတ္တာနဲ့ကျွေးရလားမေတ္တာနဲ့ကျွေးရပါအဲ့ဒါလည်းတဲ့ခါကကြီးညာချွတ်ကမာကြီးသူကလေးသမီးခေါ်တဲ့ကဟိုကလည်းမြောက်လို့ပဲဟိုကြီးဟာဒီကြီးဟာဟိုမြောက်မှာလို့ပဲဒါလည်းသူသားသမီးရဲ့ဗဇတ်တဲ့ကိုသမီးတလို့ရောက်သွားဖို့ပဲစိတ်ရှိနေတခြားနဲ့ကျွေးရလားမေတ္တာနဲ့ကျွေးရလားမေတ္တာနဲ့ကျွေးရပါဗျာမေတ္တာနဲ့ကျွေးခဲ့ရင်မေတ္တာနဲ့စားလို့ရင်မေတ္တာနဲ့ပြန်ပြီးတော့ကျွေးရတယ်ဟုတ်လားနော်ဆိုကြရအောင်ဆောင်ရွက်စီမံအနန္တံဒီကံတိကလေးပါပါစေဒီကံတိကလေးပါပါစေ
ဆောင်ရွက်စီမံအကံကံဒီကံတိတ်ကလေးပါပါစေကိုမိဘကိစ္စဆောင်ရွက်တဲ့ကံမှာတဲ့ဒီကံတိတ်ပါရတယ်ဗာသိပါတော့ဗာသိလေးပါရတယ်ကိုယ်ရဲ့တဲ့ဗျာဒီကံကလည်းတခြားလားမိဘတပါလားအိတ်ကြီးလေအိတ်ရတယ်ဒီလေးပေါက်ချတယ်ဒီလေးပါချတယ်ဒါလည်းသိခါတာပဲဟုတ်ပြီနော်ကဲတော့လို့သိရတယ်ပြောတယ်လားသိအောင်ပြောတယ်လားဘာကံဖြစ်မှာဆိုလို့ကြောင်းလုံးကံဖြစ်မှာဆိုလို့ပြောတဲ့စကားကြီးနော်ဘာကံဖြစ်မှာဆိုလို့ဒီကြောင်းလုံးကံဖြစ်မှာဆိုလို့ဒါဆိုရင်ကိုယ်ကိုမြဲတမ်းသိခါသိတယ်ပြောတဲ့ဒီပါလေကိုကဓမ္မကြီးလို့ဆိုတဲ့အခါမှာတခြားလားသိခါသိတယ်လို့ပြောရလားအခါကောင်လေးတယောက်ကကွန်ပျူတာလေးနှိပ်နေတော့အမေကနားကတ်တာအတတာပါကြီးလို့ကွန်ပျူတာအမေကကွန်ပျူတာတော့ပါတော့အမေကကွန်ပျူတာပေါ့ကွန်ပျူတာပေါ့ဗျာခင်ဗျမသိအသားနေသားမှာလာလာမမေးသားမှာလေဒီတော့အမေကပြုံးပြီးတော့ဒါတဲ့ဟိုမှာအိမ်နိုင်ရအိမ်ကဘာကိုမကြည့်တာဟိုကြည့်ကြည့်တဲ့အခါကျတော့မြေပြူခဲရာတွေတွေ့တဲ့အခါကျတော့မြေပြူခဲရာတွေဘာလို့လဲငယ်ငယ်တုန်းကတဲ့မင်းမေးတဲ့မိကုန်းတိုင်းကိုငါတစ်ခါဖြီးပြီးတိုင်းမှာမြေပြူခဲနဲ့ချစ်ပြီးတော့ပတ်ထားတာအခုငါကတစ်ခါလေးမေးတာကိုငါစိတ်မရှိဘူးတဲ့မင်းမေးတဲ့မိကုန်းပေါင်းဟာဟုတ်နိုင်တစ်ချက်အပြည့်ပဲတိုင်နေခမနဲ့အကုန်ဆုံးပဲအဲ့တော့ငါတစ်ခါလေးပြီးတာပါကွယ်မင်းကအဲ့တော့ဒီစိတ်မဆိုးပါနဲ့လို့အဲ့တော့မှသားဖြစ်တဲ့ပုဂ္ဂိုလ်ကအသားတွေဇတ်တတ်တို့ပြီးတော့သူ့မားတဲ့အကြောင်းသူ့မိခင်ကိုပြန်ပြီးတော့တောင်းပါတယ်ကိုမင်းရဲ့မိဘကတော့နည်းနည်းလေးကအများကြီးလားအများကြီးပါဗျာတခါတခါမှမိခင်ပါလေကျေးဇူးရှင်ကမသိလို့မိတဲ့ကမှာတော့တခြားလားစိတ်ရှိလက်ရှိဖြစ်ရလားစိတ်ရှိလက်ရှိဖြစ်ရပါဖြစ်ပြီပါဟုတ်ပြီနော်ဒါကြောင့်တော့ဆိုရအောင်ဆောင်ရွက်စီမံအတန်တန်ဒီကံတိတ်ကလေးပါပါစေဆောင်ရွက်စီမံအတန်တန်ဒီကံတိတ်ကလေးပါပါစေဒီပြုမှုမပြတ်ဆောင်ရွက်စီမံဟုတ်ပြီနော်နံပါတ်3ကျတော့ဝေဒန်ထိုက်စီလက်ဆိုအောင်ဝေဒန်ထိုက်စီအထွေထွေဘာသာအမွေပါပါစေဝေဒန်ထိုက်စီအထွေထွေဘာသာအမွေပါပါစေဘာသာအမွေတော့ဒီဘုရားကတို့အဖေနေထားတဲ့ဘုရားတို့အဖေနေထားတဲ့ဘုရားအဲ့တော့တို့မှာကောင်းတဲ့အမွေကိုစက္ခံဖို့တင့်တယ်လို့အဲ့ဒါကိုမိဘဆောက်ရတဲ့အကြောင်းကိုမိဘတရားတဲ့ဘုရားအရောက်ပါပြီးတော့ပြုပြင်မှုစောင့်ရှောက်မှုတွေလုပ်ပေးရတယ်အဲ့ဒါမှမွေခံလိုက်တာပါခံလိုက်တော့ဟုတ်နော်ဝေခံလိုက်တဲ့လူများဝေစောင့်နေမျိုးတွေတော့ဆိုရအောင်စောင့်နေမျိုးတွေတွယ်မောင်နှမချင်းတဲ့ပါစေစောင့်နေမျိုးတွေတွယ်ညီမချင်းလည်းတဲ့ပါစေစောင့်နေမျိုးတွေတွယ်ညီကိုချင်းလည်းတဲ့ပါစေဘာရင်ကြရမလဲညီကိုချင်းညီမချင်းမောင်နှမချင်းဘာဖြစ်လို့တက်ခိုင်းတာလို့လေတော့တခါကြီးသမိုင်းလို့လို့တဏှာကိုအလူလေးသွားမယ်အဲ့ဒီအမှတက်ကြမနေဘူးမြန်လာတော့လို့ကလေးတွေညာဖြစ်မှာဆိုလို့ဘာကြောင့်တော့ခန္ဓာလေးပွားတဲ့အလူတော်မှာစိတ်မချဘူးတန်တရာပွားရင်ဒီမိဘစိတ်ချပါမလားအဲ့လိုစိတ်မချတဲ့အခါကျတော့တဲ့ဒီသာသမီနာမှာဒီအိမ်နာမှာဘယ်လိုလဲနဲ့ကြက်ကလေးဖြစ်ကြောင်လေးဖြစ်ပိန်ကြောင်လေးဖြစ်လို့နေရတာဒီတဲ့တခြားလားစိတ်မချလို့လားစိတ်မချလို့ပါဒီတော့လည်းစိတ်ချတဲ့ကြိုင်ပြီးတော့မောင်နှမချင်းညီကိုချင်းညီမချင်းကတော့တခြားလားနဲ့ရှိလို့နေရတာလားနော်ကဲဆိုရအောင်နဲ့လူများဝေ၍ဓမ္မမေ
အချိန်တင်တိုင်းပြုပါလေသူများဝေ၍ဓမ္မပေတတိယတိုင်းပြုပါလေတတိယတဲ့ခါတိုင်းနဲ့ဘုရားရှိခိုးပဲဖြစ်ဖြစ်ဆောင်းကောင်းတဲ့ခါမှာပဲဖြစ်ဖြစ်အမေမရှိတော့တဲ့ကအမေအမြအဖေမရှိတော့တဲ့ခါကျတော့အဖေအမြလို့အမြဝေပေးရတယ်ဘာလို့ကတော့တချို့မိဘတွေကအစွဲရှိတယ်ဘာရှိတော့တချို့မိဘတွေဘာအစွဲရှိတော့ငါအငယ်ကောင်လေးအမြဝေမှာသာလို့ခေါ်နေတာအကြီးမလေးအမြဝေမှာသာလို့ခေါ်နေတာအငယ်မလေးအမြဝေမှာသာလို့ခေါ်နေတာလို့အဲ့ဒီလိုကိုယ်ပုံမှာပြောနေကြထားရတယ်ဘာသာတော့အဲ့ဒါမေကတော့ပြောလို့ကြတာလို့မျက်စိပဲကွယ်လွန်သွားကိုယ်ကအမှုမှန်မှန်တယ်အမြမဝင်ပြီးတဲ့ကိုအမြဝင်မှာတာလို့ခေါ်မှာကိုအမြဝင်မှာတာလို့ခေါ်မှာကြွားမယ်ဆိုရင်ကိုကမေ့ပြီးတော့အမြမဝင်ဒီမိဘကတတန္တရာလုံးဒုက္ခတွေမကြုံရဘူးလားကြုံပါပါဗျာ။ဒါကြောင့်ဘုရားရှိခိုးပဲဖြစ်ဘယ်လိုကုသိုလ်တွေပဲလုပ်လို့အမေကိုမြဝင်ပါရင်အဖေကိုမြဝင်ပါရင်ကျေးဇူးရှင်ဘောအမြဝင်ပါရင်အမြဝင်ရမလားအဲ့ဒါပရိယာနဲ့ပြောမယ်တရားတွေတဲ့ဟုတ်လားနော်ဒါမဲ့နေကြမှာဒုတိယပိုင်းဆက်ဟောရတာပေါ့ဟုတ်လားနော်ခုတော့ဘိုးတော့ချုပ်နေပြီနော်အဲ့ဒါဟောလို့လည်းကောင်းတယ်ဒါလည်းဘုရားညောင်းတယ်ဟုတ်လားနော်လာမဲ့နေကြမှာဆက်ဟောပါဆိုတော့မပဲ့တဲ့ဘုန်းကြီးကရဲတော်တွေဖြစ်နေတာမလားပြေမလို့သိချအောင်ပါလားနော်ဘုရားတော့ဘိုးတွေမလာရင်းနေတော့ဟာလားနော်ဟုတ်ပြီဘာကြောင့်လို့ချခဲ့လို့ဒီလက်ပတ်တတ်ခဲ့လို့သစ္စာတဲ့နောက်နေ့ကျမှအကျွေးပေါ်ဟာလားနော်နောက်နေ့ကျမှဒုတိယပိုင်းလေးဆက်ပြီးတော့နာကြရအောင်ဘယ်ချိန်တော့တော့တရင်ကြောတော့ဘောဟာလားနော်ဘယ်လိုလဲမသိကြဘူးလားမသိကြဘူးမစိုးရတော့တော့ကြွားချင်တယ်ဟာလားနော်ဘာကြောင့်လို့ကျမ်းမာရေးတွေကောင်းကြွားနေတာဒီကြားထဲမှာကျမ်းမာရေးတော့မကောင်းဘူးဦးသိန်းကျမ်းမာရေးကောင်းဦးသိန်းမေကဟိုစေရုံတွေတက်နေရတယ်ဆိုရင်ကိုကလာတယ်မှာမဟုတ်ဘူးဟာနော်အဲ့ခုလာတယ်ဆိုတာကျမ်းမာရေးနဲ့ကောင်းလို့ကံလေးနဲ့ကောင်းလို့ပေါ့ဒုက္ခလည်းကြောက်တယ်ကောင်းလားဦးသိန်းကမေစေရုံတက်တော့မေစေရုံတက်တာလည်းတော့အဲ့ဒါတွေငွေနဲ့ဟိုရုပ်စုဆရာမမောက်တာအဲ့တော့ဘာလို့လဲထိုင်ဒီဘက်ထိုင်အဖြစ်ဘူးလို့မေရစေကိုတော့ငါရုပ်ရောက်တိုင်းကိုပြည့်လိမ့်မယ်လို့အဲ့ဒါဒီစေကိုတော့ဘလုံးမဖြစ်ဘူးဒီဘက်ထိုင်နေအကုသိုလ်သားများတခါတခါကြောက်စရာကောင်းတယ်ဦးဇင်းထိုင်နေထိုင်နေတော့ဒုတိယကဦးဇင်းနဲ့မလုပ်နိုင်ဘူးမေစေကိုတော့ဘာမှထိုင်နေရတော့သမဗျာကိုရအောင်မလားဘာကြောင့်ဘာလို့ဘာမှကောင်းစားမလဲဒါပေမဲ့အေးတော့အောင်လာတယ်မတော့ဘာတော့ပါပြီအဲ့ဒါပြောင်းမယ်လေအေးပြန်ပေါ့မတော့ဥပ္ပါချပြန်သွားခဏလေးတော့ရဲတယောက်ကလက်ထိပ်ကိုညှို့သီးတာရှင်ပြစကားနာလိုက်အောင်မယ်ဟောလိုက်အောင်စောစောကတိုင်နေကိုလိုက်အောင်မယ်ကိုလိုနဲ့စကားပြောတာဟုတ်ပြီနော်ဆိုင်နေကိုတဲ့လူနဲ့ကိုလိုနဲ့စကားပြောတာကိုလိုကြားရပါထမှာတဲ့လုံးပုံတစ်ခါကလတ်ထိုးစာနာကြတော့နော်ဘီပလာအောက်ကရေတော့ကလက်တက်နေငုံမီးရှင်းတော့ကြရေတော့ကလက်တက်နေငုံမီးရေတော့ကိုချာမဟုတ်ဘူးကိုလိုနေရောရှိရတာနော်အဲ့ဒါရေရတာပါလားအဲ့တော့ဘောလည်းပေါ့ဟုတ်ပြီဒီခါကကြတော့မဖြစ်ချင်တာလည်းဖြစ်ရတယ်ဘာမှရှိတယ်နော်ဒီအဲ့ဒါလေးဟိုလေကဲဒီကြတယ်ဒီရုပ်ဓမ္မပိုင်းနေမှာပဲဒီဘုရားအဆုံးသတ်ပြပါစေဒါလို့ခေါ်ပြီးတော့ရအောင်